နိုင်ငံတကာမှာတော့နာမည်ကြီးနေပေမဲ့မြန်မာနိုင်ငံကင်မရာဈေးကွက်မှာတော့လူတွေသိမသိကြသေးတဲ့ဈေးလည်းအရင်မကြည့်တဲ့ကင်မရာ၅မျိုးကိုပြောပြပေးမယ်နံပါတ်5နေရာမှာရှိတာကတော့ Fuji Flip X-F ကင်မရာပါ X-F ဆိုတဲ့နာမည်အတိုင်းပဲသူ့ရဲ့ sensor size ကပုံမှန်ကင်မရာတွေရဲ့တစ်ဝက်လောက်ပဲပါတယ်သူ့ရဲ့ design ကလည်းရှေးရင် Fuji Flip ရဲ့ retro design ကိုယူထားပြီးတော့ဒီနေ့ခေတ် digital camera ပုံစံအတိုင်းတည်ဆောက်ထားတယ်။ J-pad ရိုက်လို့ရတယ်။ filter တွေလည်းစုံတယ်အရောင်နဲ့အရင်လှတယ်။ point and shoot camera ဖြစ်တဲ့အတွက် lens တွေတော့ဖြုတ်လဲလို့မရဘူး။သူ့မှာကတော့ 10mm f2.8 lens ကိုတက်ပေးထားတယ်။အသစ်ဈေးကလည်းဘတ်1000ခွဲပတ်ချလေးပဲရှိတယ်ဆိုတော့မြန်မာဝင်ဆိုရင်တော့18အဲ့ပတ်ချလေးပဲရှိတယ်။မြန်မာနိုင်ငံဘက်မှာတော့ reviewer တွေညွှန်းပေးတာတိတ်မရှိတာရောကြောင်းရော Fuji Film ဘက်ကလည်း marketing မလုပ်တာရောကြောင်းတိတ်ပြီးတော့လူသိမများဘူး။ထိုင်းနိုင်ငံဘက်မှာတော့ဒီကောင်ကလူသိများတဲ့အထက်ပါတယ်ပေါ့နော်နံပါတ်4နေရာမှာကတော့ Sony ရဲ့ RX1 ကိုထားပါမယ်ဆိုတော့ Sony RX1 က Sony ရဲ့တစ်ခုတည်းသော full frame compact camera ပါ full frame လည်းဖြစ်ရမယ် compact တိတိလေးလည်းဖြစ်ရမယ်ဆိုတဲ့သူတွေအတွက် Sony RX1 လေးကအရင်မိုက်ပါတယ် Sony RX1 က1012 model ပေါ့နော်2012ထဲကထုတ်ထားတဲ့ model ပါသူ compact camera ဖြစ်တဲ့အတွက် lens တွေတော့ဖြုတ်လဲလို့မရဘူးသူ့မှာ size 35mm f2 lens ကိုထည့်ပေးထားတယ်ဈေးကလည်း second hand market မှာတော့1000ခွဲနဲ့2000ကြားပဲရှိတယ်ပေါ့နော်အခုဒီ2026မှာကတော့သူက Sony RX1R Mark III ဆိုတဲ့ကင်မရာကိုအသစ်ထုတ်ထားပါတယ်သူကတော့ဈေးကြီးတယ်ပေါ့နော်ပတ်3သိန်းခွဲလောက်ရှိတယ်ဒါပေမဲ့ Sony RX1 series ကလည်းမြန်မာနိုင်ငံမှာလူတွေသိမသိကြသေးတဲ့ model တစ်ခုပဲဖြစ်ပါတယ်နံပါတ်3နေရာမှာကတော့ Nikon ရဲ့ ZF-C ဆိုတဲ့model ကိုထားကြပါတယ်ဆိုတော့ ZF-C ကိုအကြောင်းပြောခင် ZF ဆိုတဲ့အကြောင်းကိုကျွန်တော်ပြောပြပါမယ် ZF ဆိုတာကတော့ Nikon ရဲ့ full frame camera တစ်လုံးပါဆိုတော့ဟိုးရင် retro design ကိုယူထားပြီးတော့ဒီနေ့ခေတ် digital camera ပုံစံတိုင်းပြန်ပြီးတော့တည်ဆောက်ထားတယ်ZF full frame camera ကတော့နည်းနည်းဈေးကြီးတယ်ဆိုပေမဲ့သူ့ကို compact ထုတ်ထားတဲ့ ZF-C ကတော့ဈေးသက်သာပါတယ် lens တွေလည်းဖြုတ်လဲလို့ရပါတယ်ဈေးကလည်း body only ကိုမှ2000ခွဲ3000ခွဲအဲ့ပတ်ချလဲပဲရှိတယ်ဆိုတော့အရင်ကြီးဈေးများတဲ့ထဲတော့မပါဘူးဒါပေမဲ့ ZF-C အကြောင်းကတော့ကျွန်တော်တို့မြန်မာနိုင်ငံဘက်မှာကတော့လူသိနေပါတယ်ထိုင်းနိုင်ငံဘက်မှာတော့ popular ဖြစ်တယ်ပေါ့နော် Okay နံပါတ်2နေရာမှာဘယ်သူရှိမလဲဆိုတော့ Canon EOS R8 ရှိပါမယ်ဒီဘက်ခေတ်နောက်ပိုင်းမှာ Canon ရဲ့ R series တွေကတစ်ခုထွက်တယ်ပေါ့နော် R5 ထွက်တယ် R6 ထွက်တယ် R6 Mark III အခုဆိုမှ R6 Mark III ထွက်သွားပြီပေါ့နော်အဲ့ဒီကြားထဲမှာလူတွေကဘာရွေးလို့ရွေးရမှမသိတဲ့ကြားထဲမှာ Canon R8 ကလည်းတိမ်မြုပ်နေပါတယ် Canon R8 ကိုကျွန်တော်စကားလုံးတစ်ခုအနေနဲ့ပြောမယ်ဆိုလို့ရှိရင်တော့ budget hybrid full frame camera ပါဆိုတော့ full frame လည်းဖြစ်တယ် budget လည်းဖြစ်ရမယ် photo video နှစ်ခုလည်းသုံးရမယ် Canon EOS R8 ကလုံးဝရွေးချယ်တဲ့အဆုံးပါပဲဈေးကလည်းအသစ်ကိုမှ body only ဘတ်4000ပတ်ချလည်းပဲရှိရဆိုတော်တော်လေးတန်တဲ့ဈေးတွေမှာပါတယ်ဒါပေမဲ့ကျွန်တော်တို့မြန်မာနိုင်ငံဘက်မှာကတော့ Canon EOS R8 အကြောင်းကိုသိပြီးတော့မသိကြဘူးပေါ့နော်တခြားသော R camera တွေနဲ့ရောနေရလဲပါတာပေါ့လေဒါပေမဲ့ Canon EOS R8 ကတော့ဒါဈေးလည်းတက်တာပြီးတော့ full frame လည်းဖြစ်တယ်ပြီးတော့ photo video နှစ်ခုသုံးလို့ကောင်းတဲ့ကင်မရာတစ်လုံးလည်းဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်နံပါတ်2နေရာမှာထားထားတာဖြစ်ပါတယ်နံပါတ်1နေရာမှာဘယ်သူရှိမလဲဆိုတော့ကျွန်တော်မပြောတော့ဘူးကျွန်တော်မိတ်ဆွေရောနံပါတ်1နေရာမှာဘယ်သူကိုထားစေချင်လဲအောက်က comment ထဲမှာသွားပြီးတော့ဆွေးနွေးလို့ရပါတယ်ကျွန်တော်တို့အဖြေတိုက်ရပါဗျာ